ဒီကားပေါ်မှာသူငါးစင်းကြိုက်ဆုံးကပ်မလို့လဲသူကြေညာပြီးဘသူကနှိုက်စားမှာတော့နော်ဟိုကူညီတဲ့တော်ကြီးကကမ်းမိသားလက်ကိုရုပ်သိမ်းလိုက်ရတယ်ကလေးမှမပေးရတော့တစင်းလုံးကြားတယ်ကျွန်တော်တို့အဲ့မိမကြီးကိုမကြေမနက်လှမ်းကြည့်တယ်နောက်မှတ်တိုင်ဗရိတ်အုပ်ပြီးကော်မလေးတိုးပြီးသူ့ဖင်ကိုတိုးပြီးကျွန်တော်တို့အကုန်လုံးဝင်းသာအားရတိုးပါစေတိုးကွာသဘောကျသူတက်လာမှနေရင်ထိုင်ရင်အကုသိုလ်တွေဖြစ်ကုန်ကြပြီပူလို့လောင်းလို့ကြည်စမ်းစိတ်ရင်မကောင်းတဲ့လူတယောက်ကပတ်ဝန်းကျင်မှာပူလောင်ကုန်နေပူလောင်ကုန်နောက်မှတ်တိုင်မှာသားတယ်မေတယောက်တက်လာပြန်နေကလေးကိုကရစ်ခွင်ချီချင်းကလေးကိုဆွဲသူလည်းတိုင်ကြမရှိပြန်ဘူးအဲ့ဒီမှာပတ်စကားပေါ်မှာယောက်ျားတွေပါပါတယ်ဗျာဒီဘုန်းကြီးရန်တက်လာလို့ရှိရင်ကိုထိုင်းနေရတဲ့နေရာလေးဖယ်ပေးရမှာစိုးလို့ပရင်းမောက်ကနေငေးလေရတာပြမက်ကိုရှင်ဖေကမမြင်လို့ဖေကဘယ်မြင်မလဲတမင်ဟိုဘက်နေလဲမမြင်အောင်ကိုလဲသားတယ်မေလာလှဲ့ဇက်တွေကိုညောင်းညောင်းလှဲ့ပြီးမှပြန်တဲ့အဲ့ဒီမှာလူတွေနော်အံ့ဩစရာကောင်းတယ်အနှစ်30လောက်မြေကရန်လူသက်မှုတွေဖြစ်တယ်ဘာမှမဆန်းဘူးဘတ်စကားပေါ်မှာမိနစ်30လောက်ဖင်ကရန်ဒါလေးတောင်မဲ့မောတယ်ဖယ်မပေးချင်ဘူးအဲ့ဒီမှာအခုနအသားညိုညိုအမေကထပေးရှာတယ်ယောက်ျားတွေဖယ်မပေးပေမဲ့သူထပေးတယ်ဟိုသားတယ်မေလာဒီမှာထိုင်ထွက်ပေးရှာတယ်အဲ့လိုလဲထွက်ပေးလိုက်ကြောအဲ့ဒီနဲ့အနီးဆုံးမှာရှိတဲ့ခုနသထေးမကြီးကခြေတလန်းတိုးတယ်ပြီးတော့စွက်ကနေထိုင်ချတယ်ဟာကျွန်တော်တို့အကုန်လုံးမြင်တယ်လှုပ်ချလိုက်ပြီဟဲ့ဟိုမေကပြောတယ်ဩကျမမဆင်းသေးပါဘူးသားတယ်မေကိုနေရာပေးတာပါအဲ့မိမကြီးပြန်ပြောတယ်လုံမနေနဲ့ဘတ်စကားပေါ်မှာဘယ်သူမှပိုင်တဲ့လူနေရာမရှိဘူးတဲ့ဘယ်သူမှလည်းအမွေပေးလို့မရဘူးနေရာလိုက်ရင်ထိုင်မှာပဲဟာမိုက်ရိုင်းတာဗျာကျွန်တော်တို့အကုန်လုံးအဲ့ဒီမိမကြီးစီကိုကြည်တယ်အလင်းတန်းနှစ်တန်းစီနဲ့ပြစ်တာတယောက်မချန်ကုန်ပြစ်တာကျွန်တော်တို့ကငကားတွေဆိုအဲ့မိမကြီးပြာကျသေးပြီသူကလည်းသိတာပေါ့တကားလုံးကသူ့ကိုအလင်းတန်းနှစ်တန်းနေနဲ့ပြစ်သူ့မှာလည်းနှစ်တန်းရှိတယ်အဲ့ဒါနဲ့ကုန်လက်ပြန်ပြစ်တယ်ဟာဘတ်စကားပေါ်မှာစစ်ပွဲခင်းနေကြတယ်ဖြစ်နေကြတိုက်အဲ့ဒီမှာတစ်စင်းလုံးဒီမိမယူမကျေနပ်ဘူးဗျာမုန်းအဲ့ဒီမှာလူတယောက်ကသူ့အမတန်မမောတဲ့နေရာကလေးကိုထပ်ပြီးမတထဟိုသားတယ်မေလာဒီမှာထိုင်မာရီကြောရီနဲ့သားတယ်မေကိုမာကျင်တာမဟုတ်ဘူးဟိုမိမကြီးကိုမာကျင်တာအဲ့လိုပြောပြီးတာနဲ့အဲ့မိမကြီးကိုမျက်စောင်းထိုးလိုက်သေးမိမကြီးလည်းပြန်ထိုးအလုပ်ကိုရှုပ်နေတာပဲလူငယ်တယောက်ကထပြန်ပြီမတရက်ဟိုအမေလားကျွန်တော်နေရာမှာထိုင်အမေကစိတ်ရင်းကောင်းတယ်ဆိုတော့ဟိုမိမကြီးစိတ်ရင်းပုတ်တယ်ဒီကောင်ကလည်းဖင်တနေရဆုံးခံပြီးလို့ရတယ်ပြီးတော့မှအဲ့ဒီမိမကြီးကိုအလင်းတန်းနဲ့လှမ်းပြေးမိမကြီးပြန်ပြေးစဉ်းစားကြည့်ပါနော်ဒီမိမကြီးဟာသူ့ကိုယ်သူပြင်ထားလိုက်တာအစင်တစားတွေနဲ့ရွှေတွေနဲ့ရွှေဆင်လို့မရင်ပါဘူးမတင့်တယ်ပါဘူးအချီးတန်လိုက်တာအယုတ်ဆိုးလိုက်တာတကားလုံးမုန်းတယ်ကုန်မုန်းဟိုအမေသူ့အသက်ရွယ်သူလောက်ပဲအသာညိုညိုပိမ့်မိန်ပါလှလိုက်တာသနခါရေကျဲလေးနဲ့တကားလုံးချစ်ပါတယ်အဲ့ဒီကားပေါ်မှာအလှမဲ့ရွေးပွဲအဲ့ဒီနှစ်ယောက်ကိုပြိုင်ကြည့်ဟိုမိမ